အားလုံးပဲမင်္ဂလာပါခင်ဗျာခုနကျွန်တော်ရှေ့မှာပြောခဲ့တဲ့အားလေးအဆက်ပေါ့နော်ကော့တီကိုဒိုမီဆိုဒိုမာဆိုနဲ့ခြင်တဲ့အဆက်ပေါ့အခုဟာကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကာဘူခံတယ်ဗျာကာဘူခံပြီးတော့မှကျွန်တော်ကီးတွေလိုက်ချင်းတယ်အမှန်ကန်ကာဘူခံပြီးတော့ကီးချင်းတယ်ဆိုတော့ကာဘူကဘာလဲဆိုတော့ तू က sustain ဖြစ်နေတဲ့အတန်ကိုလိုချင်လို့ကာဘူခံအခုဥမာဆိုကြပါစို့စီဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ဖိထားတဲ့ကြိုးတွေက9ကြိုးရယ်4ကြိုးရယ်3ကြိုးမဖိထားဘူး1ကြိုးဖိထားတယ်2ကြိုးဖိထားတယ်1ကြိုးမဖိထားဘူးဒါမဲ့အဲ့မဖိထားတဲ့ကြိုးတွေရဲ့ sustain တန်ကိုလိုချင်လို့ classic တို့ classical တို့ plugin တို့เนาะအဲ့လိုမျိုး scale တို့အဲ့လိုမျိုးတွေတီးတဲ့အခါမှာအဲ့ sustain တန်ပေါ့အခုဥမာဒီမီယိုတီးပြီးတော့မီဒိုတီးတဲ့အချိန်မှာမီတန်လေးရပါအဲ့ဒိုနဲ့တွားပြီး sustain နေဖြစ်နေတာပေါ့အခုဆိုရင်အဲ့လိုမျိုးပြက်ကြီးဖြစ်နေမှာဆိုလို့ sustain ဆိုတာအဲ့ဒီဘောနဲ့ခံတာအဲ့တော့ကာဘောကအဲ့ဒီဘောနဲ့ခံပြီးတော့တီးတာအဲ့ဒါကိုကျွန်တော်တို့ကလွယ်လင်းတကူ key chain ဆိုပြီးတော့ကျွန်တော်တို့ကကာဘောကြီးခံပြီးတော့ key chain နဲ့ key chain ပြီးတော့တီးရပေါ့အဲ့တော့ sustain ပုံစံမျိုးနဲ့တီးတာတော့ကောင်းပါတယ်ဒါမဲ့တပြည့်ပြည့်နဲ့အခု C ကနေပြီးမှ D ကိုလာချိန်မယ်ဆိုရင်ရတယ် D ကနေပြီးတော့ E တပြည့်ပြည့်နဲ့ကျွန်တော်တို့ကအတန်ကတည်သွားတာပေါ့နော်တည်သွားတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးတွေဖြစ်တာပေါ့အဲ့တော့အဲ့လိုမျိုးတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ကကာဘိုနဲ့မချိန်မယ်နဲ့ကျွန်တော်တို့ဒီတိုင်းပဲချိန်ကြည့်မယ်နော်ဒီတိုင်းဘယ်လိုချိန်မလဲပေါ့ခုနလိုကျွန်တော်တို့ကအရှိမကျွန်တော်ပြောခဲ့လို့အရှိဗီဒီယိုတစ်ပုဒ်မှာဆိုတော့အဲ့နှစ်ခုကကျွန်တော်ဆက်ဆက်နေတယ်နော်အဲဆိုရှေ့လို့ဗျအရင်ပြောရင်အရင်ရှင်းပြင်းစရာကြီးကောင်းပါဆိုလို့အဲဆိုခွဲပြီးတော့ပြောပေးတာအရှိဟာလည်းကျင့်လို့ရအောင်ပေါ့အခုဒီဟာလေးလည်းနားလေပြီးလေ့ကျင့်လို့ရအောင်ရှေ့မှာပြောခဲ့လို့ပဲစီဒိုမီဆိုဒိုမီဆိုဒိုဒါစီလာဒိုမီကိုင်A minorနော် A minor လာဒိုမီကိုင် A minor ဘာကြောင့်လဲဆိုတော့ A minor က A ရဲ့ C ရဲ့ E ရဲ့ကောကိုနှုတ်ကိုကျွန်တော်ကဖိပြီးတီးထားတဲ့အတွက်ကြောင့်မလို့ C ကြီးနဲ့ပြန်တွဲတဲ့အခါကျတော့ AC E ကလာဒိုမီဖြစ်တာเนาะအရှိမှလည်းကျွန်တော်ပြောခဲ့ပြီးပါပြီအဲ့လိုမျိုးအဲ့ဆိုအဲ့ဒိုမီဆိုတွေအားလုံးကို C ကြီးနဲ့ကျွန်တော်ပြန်ခွဲတွက်လိုက်တဲ့အခါမှာသက်ဆိုင်ရာနှုတ်တွေရသွားတာဟုတ်ပြီเนาะအဲ့ဆိုတော့ကျွန်တော်က C လို့ကျွန်တော်တို့ကမခေါ်နဲ့တော့ဒိုကောလို့ပဲခေါ်ဒိုကောဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့ C ကဒိုဖြစ်နေလို့လေဆိုတော့ဒိုရေမီဖာဆိုလာတီဒို C ကဒိုဖြစ်နေတဲ့ခါကျတော့ကျွန်တော်ကဒိုကောလို့ပဲခေါ်တယ်ဒိုလို့ပဲကျွန်တော်တို့ကခေါ်လိုက်တယ် C ကိုဒိုရေမီဖာနဲ့ခေါ်လိုက်တယ် A minor ကိုလာ minor လို့ခေါ်လိုက်တယ် D minor ကျတော့ဒိုရေ CD ဆိုတော့ re minor D minor က re minor E minor သည် mi minor E minor သည် mi minor F သည် fa G သည် so ကျွန်တော်အဲ့လိုခေါ်လိုက်တယ်အဲ့ဆိုတော့ဘာကင်းတဲ့ဒီမှာဒိုကင်းတဲ့ဒီမှာဘာရေးပါလဲဒိုလာ minor fa so ဒိုလာ minor fa so ဆိုရင် C လာ minor သည် A ဖြစ်တဲ့အတွက် A minor fa သည် F ကို so သည် G ပေါ့အဲ့ဆိုC A minor F G ပေါ့ဒိုကီမှာဒိုလာ minor fa ဆိုတီးတယ်ဘာဖြစ်လို့ခေါ်တာလဲအဲ့ဒါ key chain mode ကိုကျွန်တော်တို့ကခေါ်လိုက်တာကဲဆိုတော့အားရ C ကသူအစင်မပြေအောင်ငါတို့ G နဲ့တီးအောင် G နဲ့တီးအောင်ဆိုရင် G မှာလည်းပါလေဒိုလာ fa ဆိုပဲလေဒိုလာ minor fa ဆို G မှာလည်းဒိုလာ minor fa ဆိုနဲ့ပဲတီးရမှာပဲအဲ့တော့ G ရဲ့2ကပါလေ G ပေါ့လာ minor ပါလေ E minor ပေါ့ fa ကပါလေ C ပေါ့ so ကပါလေ D ပေါ့ဟုတ်ပြီဒါဆိုအဲ့ဒါတွေကိုလည်းကျွန်တော်ချက်ထားမယ်အဲ့ဒါလေးတွေကိုချက်ထားပြီးမယ်လေမမှတ်မိဘူးဆိုရင်လေဒိုလာ minor fa so အဲ့ဒါကင်လိုက်အောင်ပဲဒီမှာကင်ထားတဲ့ကိုအတိုင်း
chord position တိုင်းနေရာလေးပြောင်းပြီးကင်လိုက်အောင်မယ်မလွယ်ဘူးလားလွယ်လေးတယ်ဒီမှာတိုးလာမိုင်းနာဖာဆိုတိုးလာမိုင်းနာဖာဆိုဂျီကီနဲ့လည်းအဆင်ပြေအောင်အေကီချက်ပြောင်းရင်ရတယ်အေကီတိုးလာမိုင်းနာ sorry လာမိုင်းနာဖာဆိုနည်းနည်းလေးထပ်တင်နေတယ်ကွာအေကီတဲ့ကိုနည်းနည်းတစ်စိမ့်လောက်ပဲထပ်တင်မယ် B flat ပေါ့နော်တိုးလာမိုင်းနာဖာဆိုโอเคအဲ့လေးရသွားတာပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ကတနေရာထဲမှာကျင့်ထားခြင်းအပြင် key chain တွေမှာကျွန်တော်ကလွယ်လင်းတကူကျွန်တော်တို့ chain ပြီးတော့တီးလို့ရတယ် chain ပြီးကြိုင်လို့ရတယ်အဲ့ဒီစနစ်က C G ဒိုဆိုโอเค C နဲ့မရဘူးဘယ်နေရာမှာလဲဒီနေရာမှာတီးမှာလားဒါ G ဒိုဆိုပဲလေဒိုဆိုလာမီဖာဆိုဒိုဆိုကျွန်တော်တို့က key chain မဲ့နေရာမှာအဲ့နီးစနစ်နဲ့ကျွန်တော်တို့ chain မဲ့ဆိုရင်မြန်လဲမြန်ဆန်တယ်လွယ်တယ်chain ကနေကြမှာကာဘူကရှာမှာတွေ့ရတာနဲ့ပါနဲ့ဆိုတော့ကာဘူကပြောင်းဘယ်နှမထားရင်မသိဘူးဆိုလို့မရဘူးတချင်နော်အဲ့ဆိုတော့ကာဘူမလို့ပဲနဲ့ကျွန်တော်တို့ chain နဲ့နေပေါ့အဲ့ဆိုအဲ့နီးလေးကိုကျွန်တော်တို့ကလေ့ကျင့်ထားရမယ်အရှိမပြောခဲ့တဲ့ဒီဗီဒီယိုရဲ့အဆက်အရှိမပြောခဲ့တဲ့ note တွေကိုကျွန်တော်ကလေ့ကျင့်ထားမယ်ဆိုရင်တော့ key chain ရမယ် key chain လို့ရပါမယ်အဲ့ဆိုကြိုက်တဲ့ key နဲ့လားကြိုက်တဲ့ key နဲ့ chain လို့ရမယ်အဲ့ဆိုနေရာနဲ့ position ကိုကျွန်တော်တို့ကတစ်ခါတည်းမှတ်ပြီးတော့တစ်ခါတည်းကျွန်တော်ကရှာထားရမယ်အဲ့ဆိုကျွန်တော်ပြန်ပြောမယ် C key မှာ major chord ဖြစ်တဲ့အတွက်ကြောင့်မလို့ do mi so ကိုကျွန်တော်တို့က do ဟာပဲစကန်ကိုင်း mi ဟာပဲစကန်ကိုင်း so ဟာပဲစကန်ကိုင်း mi so do လည်းရတယ် so do mi so လည်းရတယ်အဲ့ဒါ C ပဲเนาะအဲ့တော့ do mi so ကျွန်တော်တို့ကကိုင်းမယ်ပြီးရင် A minor ဆိုရင် la do mi C ရဲ့ do re mi ဖာမှာ la do mi ကိုရှာလိုက်ပြီးတော့ la do mi ကိုကိုင်းလို့ရတယ် mi la do လည်းရတယ် do mi la လည်းရတယ်เนาะအဲ့သုံးလုံးလေးကကြိုက်တဲ့လုံးကစကြိုက်တဲ့လုံးမှာစုံလို့ရအဲ့နှုတ်သုံးလုံးကိုကင်လိုက်တာနဲ့ကော့တစ်ခုဖြစ်ပြီး minor ကော့ဖြစ်သွားပြီလာဒိုမီဆိုရင် up ဆိုရင်ဖာလာဒိုကန်လို့ရတယ်အဲ့ F လည်းအဲ့လိုပဲလာပဲစကန်ကဖာပဲစကန်ကဒိုကပဲစကန်ကအဲ့နှုတ်သုံးလုံးဖြစ်ဖို့လိုတယ်အဲ့တော့နှုတ်တွေကိုကျွန်တော်တို့ကတနေရာထဲမှာကျွန်တော်တို့ကကင်လို့ရတယ်ဆိုတဲ့သဘောပြတ်သွားတယ်အဲ့တော့ chain back key ကိုလည်းထုံနေလည်းကောင်းမယ်လက်နေရာလေးပြောင်းလိုက်ပြီး position ကဒီ position မှာကျွန်တော်တို့တီးသွားလို့ရတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင် C G ဆိုဒီရီလာဒိုမီဖာဆိုရဒီနေ့မှတီးမလားဒီတိုင်းပဲလေအဲ့တော့ G တို့ B တို့ D တို့အဲ့လိုမခေါ်တော့ဘဲနဲ့ do so la fa so ဒီမှာ A ပါဆိုလဲ do so la fa so B မှာဆိုလဲ do နေကောင်းမယ် do so la fa so ဆိုတော့ key chain လို့ရမယ် key တွေ chain ပြီးတော့တီးလို့ရမယ်ပုံစံလေးဖြစ်တယ်အဲဆိုအဲ့ key chain လို့ရတဲ့ပုံစံလေးကိုကျွန်တော်တို့ကအလွတ်မှတ်ထားရမယ်အလွတ်မှတ်ထားရမယ်ဆိုတာကြက်ထားမှာပေါ့ဗျာအဲဆိုတော့ C key ထဲမှာပါနေတဲ့ဒိုကဒိုမီဆို
ဒိုကဒိုမီဆိုဗျာစီကီထဲမှာပါနေတာလေဘာထက်မပြောတော့ဒိုကဆိုရင်ဒိုမီဆိုပဲကော့ပြောတာနော်ဒိုမီဆိုပဲ reminder ဆိုရင် refer လာပဲဗျာလာ minor ဆိုလာဒိုမီပဲ far ဆိုရင် f ဆိုရင် far ဆိုရင် far လာဒိုပေါ့နော် g ဆိုတော့ဆိုတီရီ e minor mi minor ပေါ့ mi so d ပေါ့အဲ့လိုမျိုးကျွန်တော်တို့ကမှတ်ပြီးတော့မှချိန်ပြီးတီးမယ်ဆိုရင်ကာဖို့မလို့ကီးချိန်သွားလို့ရတယ်နော်ကီးချိန်မျိုးကျွန်တော်တို့တီးလို့ရတယ်အဲဆိုတော့ကိုကနေရာတနေရာထဲမှာပဲကျွန်တော်တို့ကရှာထားမယ်ဆိုရင်တော့ကိုပိုင်ကိုရှာထားတဲ့ A minor တွေရမယ် D minor တွေရမယ်ဆိုတော့နေရာတနေရာထဲမှာကျွန်တော်တို့ဘယ်လို note တွေဘယ်လိုရှိရဲဆိုတာကိုတီးအောင်လုပ်ဖို့လိုတယ်ပေါ့နော်အဲဆိုတော့ဒီအပိုင်းကကြတော့ကျွန်တော်တို့အခုမှဂီတာစပြီးလေ့လာမယ်သင်တဲ့လူတွေကြတော့နားလည်ချင်မှနားလည်မယ်ဒိုရီမီဖာတွေကော့တွေကိုလန်တဝက်လောက်ရောက်တီးထားတဲ့လူတွေဆိုရင်တော့နားလည်လိမ့်မယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုအားပေးတဲ့အတွက်ကျေးဇူးတင်တယ်TikTok မှာလည်းကျွန်တော် YouTube link ရှိရယ်နော် TikTok ထဲမှာလည်း YouTube link ရှိရယ် YouTube ထဲမှာသွားပြီးလေ့လာရတယ် YouTube ထဲမှာကျွန်တော်အများကြီးတင်ထားပါတယ် YouTube ကလူတွေကိုလည်းကျွန်တော်အားပေးတဲ့လူတွေကိုလည်းအားလုံးလေးစားပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ခင်ဗျာဗီဒီယိုလေးတွေကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ